ဒူးစိတ်သမားကမိန်းလေးငယ်လေးကိုတနက်နဲ့ပစ်လိုက်တဲ့အခါသူမရဲ့စွမ်းအားတွေပွန့်ထွက်လာပြီးခန္ဓာကိုယ်ပတ်လည်မှာကြည်စံတွေကိုတားဆီးပေးနိုင်တဲ့အကာအကွယ်အလွှာတစ်ခုပေါ်လာပါတယ်။ဒူးစိတ်သမားဟာအရန်အံ့ဩသွားပြီးကြီးကက်တက်ကက်လုံးကုံသွားတဲ့အထိစက်တိုက်ပစ်ပေမဲ့ကြည်စံအားလုံးဟာအကာအကွယ်အလွှာမှာတည်းရပ်တန့်သွားပါတယ်။ဒူးစိတ်သမားဟာလုံးဝကိုထိတ်လန့်သွားပါတော့တယ်။တကယ်တော့ဒီမိန်းကလေးငယ်ဟာထူးခြားတဲ့စွမ်းအားရှင်တဦးဖြစ်ပြီးအဲ့ဒီနေ့မှာပဲဖခင်ဖြစ်သူကိုရှာဖို့တောင်ပေါ်ကနေပထမဆုံးအကြိမ်ဆင်းလာခဲ့တာပါ။လမ်းမှာဒူးစိတ်သမားနှစ်ယောက်ကသူမကိုလိန်ညာပြီးခေါ်ဆောင်သွားဖို့ကြိုးစားခဲ့ပါတယ်။ဖခင်ဖြစ်သူနဲ့တွေ့အောင်လုံပေးမယ်လို့ပြောတာကြောင့်မိန်းလေးငယ်ကသူတို့နောက်ကိုလဲသွားခဲ့ပေမဲ့ဒူးစိတ်သမားတွေကသူမကိုအခန်းတစ်ခုထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အဲ့ဒီအခန်းထဲမှာသူတို့လိုပဲအလိန်ခံရတဲ့ကလေးတွေအများကြီးရှိနေတာပါ။သူမဟာအလိန်ခံရမှန်းသိသွားတဲ့အခါဒူးစိတ်သမားတွေကိုလိုက်ရှာပါတော့တယ်။ဒူးစိတ်သမားကတနက်နဲ့ပြစ်ပေမဲ့သူမရဲ့စွမ်းအားကြောင့်ဘာတရံမှမရရှိခဲ့ပါဘူး။ဒူးစိတ်သမားဟာကြောက်လက်နဲ့တနက်တင်နဲ့ရိုက်ဖို့ကြိုးစားပေမဲ့မိန်းလေးငယ်ကတနက်ကိုဖမ်းယူလိုက်ပြီးသူ့ကိုအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်။ဒူးစိတ်သမားကအရန်ကြောက်လန့်ပြီးသူမကိုအတနာခံပါတယ်။မိန်းလေးငယ်ကလိန်ညာတဲ့သူတွေဟာခွေးဖြစ်ရမယ်လို့ပြောပြီးသူ့ရဲ့စွမ်းအားနဲ့ဒူးစိတ်သမားနှစ်ယောက်လုံးကိုခွေးဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။အဲ့ဒီနောက်သူမဟာကလေးအားလုံးကိုကဲထုတ်ပေးခဲ့ပြီးကလေးတွေအားလုံးလည်းသူတို့ရဲ့မိဘတွေနဲ့ပြန်လည်ဆုံတွေ့ခွင့်ရသွားကြပါတော့တယ်။